ကျွန်တော်ဒီနေ့ကကျွန်တော်ထီပေါက်တဲ့နေ့ပါဗျဟိုဖေဖော်ဝါရီ1ရက်နေ့ကျွန်တော်ထီပေါက်သွားတယ်ကျွန်တော်ထီပေါက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ရဲ့ terror ကတ်နေပေါ့နော်ကျွန်တော်ကြိုပြီးတော့တိသွားတယ်တိသွားတာမို့တိခဲ့တာပေါ့ဗျာဇန်နဝါရီ31ရက်နေ့တည်းကကျွန်တော်ကိုယ့်အကိုငါထီပေါက်မလားပေါက်မလားဆိုပြီးတော့ကျွန်တော် terror ကတ်နေကျွန်တော်ကြည့်လိုက်တယ်ထီလဲပေါက်တယ်ပေါ့နော်ကြိုလဲတိတယ်လုံးဝယုံလဲယုံကြည်တယ်ပေါ့ဒါလေးကိုကျွန်တော်ကရှင်းပြချင်တာပါရှင်းပြချင်တယ်ဆိုတာတည်းဗျာထီပေါက်တာကိုကြွားချင်တာတော့မဟုတ်ဘူးကျွန်တော်အနေနဲ့ဒီထီပေါက်တဲ့ပမာဏကိုကြွားစရာအကြောင်းလည်းမရှိဘူးပေါ့နော်ဒါပေမဲ့အဓိကဒီကျွန်တော်ကြည့်နေတဲ့ပရိသတ်တွေကိုသိစေချင်တာဒီဖျားတရားလုပ်ပြီးတော့ဒီအတိတ်ထံအကြောင်းလေးကျွန်တော်ရှင်းပြချင်တာပေါ့နော်ဒါသိချင်တဲ့သူကျွန်တော်လိုမျိုးလုပ်ချင်တဲ့သူစိတ်ပါတဲ့သူတွေကိုကျွန်တော်ရှင်းပြချင်တဲ့အကြောင်းမနေ့ကတရက်နေကျွန်တော်ထီပေါက်မလားဆိုပြီးတော့ကျွန်တော်နမိတ်ကိုကြည့်လိုက်တာ yes no ပဲကျွန်တော်ကြည့်လိုက်တာ yes လုံးဝထီပေါက်မှာဖြစ်ပါတယ်ခဏလေးကင်မရာလဲလို့ရလားမသိဘူးတော့မြင်ရလားမသိဘူးတော့ကတ်ကြပါတယ်ကျွန်တော်လုံးဝတင်းပြပါထီပေါက်မှာဖြစ်ပါတယ်ဗျဒီနေ့က30နဲ့မှ1ရက်ပဲရှိသေးတယ်ကျွန်တော်မနေ့က1ရက်နေ့ကြာရင်တော့လုံးဝနှခါတွေးကြမလို့ကျွန်တော်လုံးဝတင်းပြပေါက်မှာဟယ်လိုဒီနေ့1ရက်နေ့ကျွန်တော်မနေ့ကပြောခဲ့တဲ့အတိုင်းကျွန်တော်ထီပေါက်တယ်ဗျဒီမှာကြည့်ည21เนาะည21က3နေရာတောင်ပါတာည21နှလုံးတူအခရနှလုံးတူ9000စုဒါမဲ့ကျွန်တော်ည21ကြီးပဲ3နေရာပါတော့ကျွန်တော်တသိန်းခွဲရတယ်တသိန်းခွဲရတယ်လို့တော့ကျွန်တော်ထင်တာပေါ့လေဆိုင်အောင်တော့သွားမေးရမယ်ဗျဒါပေမဲ့ကျွန်တော်အဖေကတော့ကျွန်တော်ရတယ်လို့တော့ပြောတယ်ဗျဒါပေမဲ့ကျွန်တော်ဘွားမှာဒါပထမဆုံးထီပေါက်တာဗျကျွန်တော်ကင်မရာတစ်ချက်လှည့်လိုက်မယ်အရင်တိတ်တော့မအံ့အောင်ဘူးဗျကျွန်တော်မနေ့ကတည်းကပေါက်မယ်ဆိုတာသိလို့ပေါ့နော်ဒါပေမဲ့တော်တော်လေးဝမ်းသာတယ်ကျွန်တော်ဘွားမှာပထမဆုံးထီပေါက်ခြင်းအတိတ်ထံကိုလည်းအတိတ်ထံပတိစိတ်တာကိုလည်းတခါမှငယ်တည်းကဖျားတရားတော့လုပ်တယ်ဒါပေမဲ့တခါမှပတိစိတ်မယ်အတိတ်ထံမယ်ဆိုတဲ့အကျင့်လုံးဝမရှိဘူးဒါပေမဲ့ဒီတစ်ခေါက်တော့ကျွန်တော်အတိတ်ထံနဲ့ပတိစိတ်တယ်ပြီးတော့ကျွန်တော်ရွနေကြဂါထာတစ်ခုရှိတယ်ဒီရွှေရောင်မင်းထီဆိုင်ဖြစ်ပါတယ်ညောင်မင်းတစ်ခုရှိတယ်ဆိုင်းနောက်မှာကြိုင်ဝဲဖျားညစောင်းထိုးလေးရပါဆိုင်ကဖြစ်ပါတယ်ကျွန်တော်ရဲ့ Facebook တို့ TikTok တို့မှာတင်လို့လေဟုတ်လားဟုတ်တယ်လားဒါကျွန်တော်လုတ်ကြံထားလားတကယ်လားဆိုတာဒီအငင်းပွားမှာဆိုလို့လိုရမယ်ပြောပြတာပေါ့နော်ဒါက TNA ပေါက်သွားတဲ့နေ့ပေါ့နော်ဒါပေါက်တဲ့နေ့ပေါ့နော် TNA ဒါ information ချက်ကြည့်လိုက်မယ် information 1ရက်နေ့ပေါ့နော် February 1ရက်နေ့4:14တဲ့ကြည့်အောင်ဗီဒီယိုရိုက်တဲ့မိနစ်ကလည်းကြည့်အောင်ဗျနိုင်ကလည်း6ခန်းဖြစ်နေတာဒါကျွန်တော်စိတ်ထဲမှာဘယ်တော့မှ6ခန်းဖြစ်အောင်လုပ်မယ်လို့တော့မတွေးခဲ့ဘူးဒါပေမဲ့6ခန်းဖြစ်နေတယ်ပေါ့နော်ကဲထားလိုက်ပါဒါကျွန်တော်ထီပေါက်မယ်ဆိုတဲ့ဟာကိုကြိုသိတာပေါ့နော်ဒီမှာကျွန်တော်အခုပေါ့ information ကြည့်လိုက်ကျွန်တော်ရဲ့ဒီပရိသတ်တချို့ပေါ့နော်အတန်းချက်ပြလိုက်မယ်သူတို့ကျွန်တော်ဒီ terror ကိုကျွန်တော် January 31ရက်ဒါလမကုန်သေးဘူး January 31ရက်နေ့ January လရဲ့နောက်ဆုံးရက်ပေါ့နော်3:33ကြည့်ရင်ဒါလည်း6ခန်းပဲဒါ6ခန်းနေရအဲ့လိုဖြစ်နေကျွန်တော်စီမှာ January လရဲ့နောက်ဆုံးရက်ကျွန်တော်ကဒီ January ဒီမွေးလာဒါကျွန်တော် terror လာမေးတဲ့သူတွေကို free hall ပေးမယ်ဆိုပြီးတော့ကျွန်တော်အခုပေါ့ကနေမှာဘောကကြပါတယ်ကျွန်တော်လုံးဝတင်းနေပါဒါထီပေါက်မှာเนาะဒါကြိုပြီးတော့ကျွန်တော်ထီပေါက်မယ်ဆိုတော့ကြိုသိခဲ့တယ်ပေါ့နော်31ရက်နေ့ကပြီးတော့1ရက်နေ့ကျတော့ကျွန်တော်ထီပေါက်စဉ်ကျွန်တော် download ဆွဲပြီးတော့ပြန်စစ်လိုက်တာည21ကြီးပဲ3နေရာပါတယ်ဟယ်လိုဒီနေ့1ရက်နေ့ဒါ1ရက်နေ့ပေါ့နော်အဲ့လိုမျိုးအငင်းပွားမှာဆိုလို့ဒါလေးကလုပ်ပေးထားတာကျွန်တော်2025နေ့ကုန်ပိုင်းလောက်မှာပေါ့နော်ဒီ YouTube မှာရသေးဥခန့်ဒီဆိုတဲ့ဒီအကြောင်းကိုရှင်းပြထားတဲ့ YouTube ဗီဒီယိုတစ်ပုဒ်ကျွန်တော်တွေ့လိုက်တယ်အဲ့တော့ငါအဲ့ဒီကာထာကိုအတိတ်ထံဝင်မယ်ဆိုပြီးတော့2026တရက်နေ့ကနေစပြီးကျွန်တော်အတိတ်ထံဝင်တယ်ဒါတော့မှကိုနဝင်း45ရက်တီပါပြည့်အောင်လုပ်မယ်လို့စိတ်မကူးထားဘူးပေါ့နော်
တလားပြအောင်ပဲလုပ်မယ်ဆိုပြီးကျွန်တော်လုပ်လိုက်တယ်ပေါ့နော်အဲ့မှာကျွန်တော်ထီလက်ထူထားသေးတယ်ဂျားထဲမှာကျွန်တော်လုံနေနေပေါ့နော်ပထမတစ်ပတ်နှစ်ပတ်လောက်ကကျွန်တော်စိတ်တော်တော်လေးပါတယ်ပေါ့နော်လုံးဝဂါထာကိုလည်းအလို့မရတော့ကျွန်တော်ကြည့်ပြီးဆိုတာဆိုတော့စိတ်ကအရင်ပြန့်လို့မရဘူးပြီးတော့ဂျားထဲမှာလည်းကျွန်တော်ကဒီအပရမစရိယပေါ့နော်အပရမစရိယဆိုတာအကျယ်တွင်းပြောရမယ်တော်တော်လေးတော့ဒါထိမ့်သိမ့်စရာတွေအများကြီးရှိတယ်ဗျာဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်နားလည်သလောက်ပဲဒီ masturbation မလုပ်ဘူးဒီပွန်းနေမကြည့်ဘူးပေါ့အဲ့ဒါတွေပါအစအကုန်လုံးဖြတ်မယ်ဆိုတဲ့သဘောပဲပေါ့ဒါပေမဲ့ဒီတစ်ပတ်နှစ်ပတ်လောက်ကတော့ကျွန်တော်ကမကြည့်တာတစ်လားလုံးကျွန်တော် masturbation လည်းမလုပ်ဘူးကြည့်လည်းမကြည့်ဘူးပေါ့နော်ဒါပေမဲ့စိတ်ထဲမှာတော့မှဗျာဒီကိလေသာတွေဒါမိမဒီမာတုကာတွေပေါ့နော်ဒါအဲ့ဒီစိတ်တွေပေါ့နော်ဝင်လာပြီဆိုကြတဲ့ကျွန်တော်ကအပရမစီယာငါကျင့်နေတာဆိုပြီးတော့အဲ့လိုမျိုးစိတ်နဲ့ကျွန်တော်ဖြတ်နိုင်တယ်ပေါ့နော်ဒါပေမဲ့နှစ်ပတ်ကျော်လောက်ဆိုတော့ကျွန်တော်ကျော်လောက်ကြတော့ဗျာစက္ကန့်နဲ့ပေါ့လာတယ်ပေါ့ဗျာမတိမတာလေးအဲ့လိုတိမ်တိမ်မွေ့လေးနဲ့ကိလေသာတွေနည်းနည်းဝင်လာတယ်ပေါ့အဲ့မှာအားနေသွားတယ်ပြီးတော့ထိပေါက်မယ်ဆိုတဲ့အတိတ်ထန်လည်းရှိတယ်ဆိုပေမဲ့ပေါ့နော်ဂျားထဲမှာကျွန်တော်အဖေရဲ့ကျမ်းမာရေးကိစ္စလေးကပေါ်လာတော့ကျွန်တော်ရဲ့ပါဝါပေါ့နော်ဒီထီကိစ္စကိုနောက်ဆုံးမယ်ကျွန်တော်အဖေကျမ်းမာရေးကိုပဲရှေ့တန်းတင်မယ်ဆိုတော့ကျွန်တော်ရဲ့ပါဝါကိုထီကို second chance အနေနဲ့ပဲထားပြီးတော့အဖေရဲ့ကျမ်းမာရေးကိုကျွန်တော်ရှေ့တန်းတင်လိုက်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ဆုံးဒိတ်ထက်ပြီးတဲ့နေ့ပေါ့နော်31ရက်နေ့ကကျွန်တော်ငါပေါက်လားဆိုပြီးတော့ကျွန်တော်တဲရော့ကက်နဲ့လည်း yes no ကြည့်တယ်တဲရော့ကက်ကလည်းပေါက်မယ်ဆိုပြီးလုံးဝပြတယ်ဗျာဒါတာမယ်လူတွေကြည့်ရင်တော့ဗျာထီပေါက်တာကဘာထူးဆန်းလို့လဲထင်မှာပေါ့လေကျွန်တော်ဘောမှာထီတွေအများကြီးထိုးတယ်ဗျာအများကြီးထိုးတယ်ဆိုတာဒီတောက်လျှောက်ငယ်တော့ကလည်းထိုးတယ်ဂျားထဲမှာတော့မထိုးတဲ့ချိန်လည်းရှိတယ်ပေါ့လေဒါပေမဲ့ကျွန်တော်ထီဘယ်လောက်ပဲထိုးကျွန်တော်ထီမပေါက်ပါဘူးနှလုံးတော်မှာဗျာ200ဘိုးပဲပေါက်ဘူးတယ်အဲ့လို2000ခွဲတွေပါထိုးတာတော့မှကျွန်တော်ပေါက်တာမဟုတ်ဘူးဟိုးရင်တော့ပြောတာပါ200ဘိုးလောက်ပဲပေါက်ဘူးတယ်အဲ့လောက်ထိဒီထီကန်ဒီပါတွေအဲ့လိုပေါက်မဲ့ကံမရှိဘူးကိုယ့်ကိုစူးစမ်းမှအလုပ်စူးစမ်းမှရတဲ့ကံပဲရှိတာဗျာအဲ့တော့ထီပေါက်မဲ့ကံအဲ့လိုမျိုးကျွန်တော်ကတိတ်ကိုယ့်ကိုအရင်အားနေတယ်ဆိုပြီးမယုံကြည်ပေါ့လေပြီးတော့ဗတိတွေပါတွေလည်းမစိတ်ဘူးငါစိတ်ထဲမှာဖျားတရားငါမှငငယ်တည်းကလုံနေတာပဲစိတ်ထဲမှာကြည်ညိုနေတာပဲဆိုပြီးတော့ကိုယ့်ကိုယုံကြည်ချက်နဲ့နေတယ်ဒါပေမဲ့အဲ့ဒါမသိစိတ်ထဲမှာတော့သိရမလားကိုယ့်ကိုအဲ့လိုပေါ့သားပေါ့နော်အဲ့လိုမျိုးငငယ်တော့ပေါ့အရင်တော့အဲ့လိုမျိုးအရင်ကုသိုလ်ရေးရာတွေကိုစိတ်ထဲမှာရှင်းပြီးလက်တွေ့အကောင့်ထဲမဖော်ပြဘူးပေါ့ဗျာအဲ့လိုမျိုးစကားရအောင်ဖြစ်ကုန်ပြီအဲ့တော့အခုကျတော့2026မှာအဲ့လိုပတိသေချာစိတ်လေးနဲ့ကျွန်တော်ဘွားရဲ့ပထမဦးဆုံးဟိုဒါအတိတ်ထဝင်ခြင်းပထမဦးဆုံးထိပေါက်ခြင်းပေါ့နော်ပြီးတော့ဒီအဓိကပြောကြဒီတဲရော့ကိုလည်းကျွန်တော်ကထီမမဟုတ်ပါဘူးအစတည်းကကျွန်တော်မိသားစုကျမ်းမာရေးပြီးတော့အလုပ်ကိုင်ပြီးတော့ဒီမိတ်ဆွေငယ်ချင်းတွေရဲ့အကြောင်းတွေပေါ့နော်သူတို့ကျွန်တော်ဟောပြီးနေအကုန်မှန်းနေဗျာကျွန်တော်မားလို့ကြောက်မှလာမပြောမှန်တော့မှတော်တော်လေးမှန်တယ်ဗျာသိလားမသိရင်ကျွန်တော်ပြောလိုက်လို့များဖြစ်သွားလားဆိုပြီးကိုတော့မှနည်းနည်းလက်အောင်လန့်နေပေါ့လေပြီးတော့ဒီနောက်ထပ်တစ်ခုကျွန်တော်မယုံကြည်ဆုံးကကျွန်တော်ရဲ့ထီပေါ့နော်ကျွန်တော်ထီပေါက်မယ်ဆိုတာဘယ်တော့မှမယုံကြည်ပါဘူးအဲ့တော့ကျွန်တော်အရေးဆုံးပြီးတော့ငါတဲရော့ကက်ကိုလှည့်မယ်ထီပေါက်မပေါက်မလားကြည့်မယ်တဲရော့ကက်ပြောတဲ့ဟာကပေါ့နော်ငါ့ကိုတဲရော့ကက်ပေါက်တယ်လို့သာပြသွားတယ်ပေါ့နော်မပေါက်ဘူးဆိုရင်တော့ငါသွားပြီငါကိုပေါ့နော်ယုံကြည်မှုတော်တော်ထိခိုက်သွားလိမ့်မယ်ဒါပေမဲ့အနည်းဆုံးတော့ကျွန်တော်ထီပေါက်သွားတယ်အဲ့မှာကျွန်တော်ကိုယုံသွားတယ်ပေါ့နော်ပြီးတော့ကျွန်တော်ရှေ့မှာပြောသလိုပဲကျွန်တော်ဂျားထဲမှာပေချာဒီဇိုင်းမဲ့အဲ့လိုအတိတ်ထံကိုလွတ်တာဆိုပေမဲ့ပေါ့နော်အရင်ပါဝါကအဲ့လိုဘယ်လိုပြောရမလဲတမာတိကတော့တော်တော်အားနေခဲ့တယ်ပြီးတော့ကျွန်တော်အဖေရဲ့ကျမ်းမာကိုလည်းရှေ့တန်းတင်လိုက်တယ်ဒါမျိုးကြီးအောင်ကျွန်တော်အဲ့31ရက်နေ့ကအရင်ပျော်ပြီးတော့မသိရင်ပဲ3000စုပေါက်တော့မလို့ပါလို့သိရမှာအဲ့လိုဝမ်းသာလုံးဆို့သွားတာလည်းပါတယ်အဲ့လောက်ထိတော့မပေါက်ခဲ့ဘူးဆိုပေမဲ့ပေါ့နော်ဘာဖြစ်ပေါက်တယ်အဲ့တော့ကျွန်တော်အရင်ပြောတယ်ပေါ့နော်ဒီပတ်စံကြောင်းတော့မဟုတ်ဘူးဒီအတိတ်ထံကိုလည်းပြီးမြောက်အောင်လုပ်နိုင်တယ်ပြီးတော့တခါမှထိမပေါက်ဘူးဆိုပေမဲ့အခုပေါက်တယ်ပြီးတော့ဒီအဓိကဒီတဲရောပေါ့နော်ဒီကျွန်တော်ရဲ့တဲရောနမိတ်တွေကတောက်လျှောက်မှန်လာတယ်ဗျာပြီးတော့ထီကန်ဟိုပါကျွန်တော်စင်ခေါ်လိုက်တယ်ငါရဲ့တဲရောအရင်မှန်တယ်ဆိုလို့ရှိရင်ထီကန်ဟိုပါမှန်လားမလားစစ်နိုင်ရမယ် yes no စစ်နိုင်ရမယ်ဆိုပြီးတော့ကျွန်တော်စစ်တယ်လုံးဝမှန်တယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့အဓိကပြောချင်တာတို့လည်းကြည့်နေတဲ့သူတွေလည်းပေါ့နော်ဟိုဒီတိုင်းတရပြီးတရဒီတိုင်းဟိုဘယ်လိုပြောရမလဲကိုရီးယားကကြည့်လိုက်ဒါပလိနာမဟုတ်ပါဘူးနော် sorry ကိုရီးယားကြည့်ရတယ်ဗါဒီပလိနာမဟုတ်ဘူးကိုယ့်ရဲ့အချိန်နည်းနည်းလေးပဲဖဲ့ပေးလိုက်ပြတည်မှာ
နိုင်ဝက်လားတနိုင်လားအဲ့လောက်ပဲဖဲ့ပေးရမှာအတိတ်ထန်လုပ်တယ်ဆိုတာဒါပေမဲ့ပြောတာပါဟိုဖဲ့ပေးရတယ်ဆိုပေမဲ့လေတနိုင်လောက်ပတိဆိုင်ပတိစိတ်တွေတနိုင်လောက်ဒိတ်ထန်လုပ်တယ်ဆိုပေမဲ့ကျန်တဲ့အချိန်ဒီမှာကလည်းတိလာလုံရမယ်လေအမှန်တော့ပြောမယ်ဆိုရင်တော့ဗျာတနိုင်လောက်ဖဲ့ပေးတယ်လို့တော့ဆိုလို့မရဘူးဗျ29ရက်ဆို29ရက်45ရက်ဆို45ရက်ပေါ့နော်တောက်လျှောက်ကြားထဲမှာ focus လုပ်ထားမှရမှာကျွန်တော်ပြောတာနည်းနည်းမှားသွားတယ်အမှန်တော့တနိုင်အချိန်ပြီးတော့ကျန်တဲ့အချိန်တော့လူပဲစားနေမယ်ဆိုတော့မရဘူးကျွန်တော်လည်းတော်တော်ထိန်းတယ်အဲ့လိုမျိုးစိတ်ထဲမှာမတိမတာသိရများကိလေသာလေးတော့နည်းနည်းပါသွားတာပေါ့လေအစားအသောက်တွေကိုငငယ်တက်စားချင်တာမျိုးပြီးတော့ဟိုမိမတယောက်မြင်လိုက်ရင်စိတ်ထဲမှာတော့ပြန်ကြောက်ဆိုတော့ပထမဆုံးအနေနဲ့တော့တစ်ချက်ဒီကိလေသာတစ်ချက်ဝင်သွားမယ်ပေါ့နော်ဒါကိုပြန်ထိန်းရတယ်ဒါမျိုးလေးတွေတော့ကျွန်တော်ရှိခဲ့တယ်အဲ့လိုမျိုးအဲ့ဒါတွေကိုဒါကျွန်တော်လုံးဝထိန်းနိုင်မယ်ဆိုလို့ရှိရင်တော့တော်တော် powerful ဖြစ်သွားမယ်လို့ကျွန်တော်ထင်တယ်ဗျကဲတော့ဒီကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ရဲ့ယတိဥခန့်ဒီပေါ့နော်အဲ့ဒီအကြောင်းကိုတော့ကျွန်တော်တင်ကြတော့မလို့ဘူးဗျ YouTube မှာပဲကြည့်လိုက်တော့ဒီမှာကျွန်တော်ပြထားမယ်အဲ့ဒါကို YouTube မှာရှာကြည့်လိုက်တွေ့လိမ့်မယ်ခြေပေါက်တာတစ်ခုပဲလားဘယ်လောက်ထိပိုစွမ်းသေးလဲဆိုတာသိလိမ့်မယ်ဗျကြည့်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်